နေကုံဆိုပြီးပေးထားတာပေါက်ကြလား17ရက်နေ့နေကုံဆိုပြီးပေးထားတာပေါက်ကြလား17ရက်နေ့နေကုံဆိုပြီးပေးထားတာပေါက်ကြလားမိန်း3831မိန်း3831နောက်စိုက်တဲ့စိုက်က3133ဆိုပြီးပေးရပေါက်ကြလား38ထွက်တယ်နော်38ထွက်တယ်83ပေါ့ဗျာ83ထွက်တယ်နော်ကျွန်တော်ပေးတာတော့38အာပေါ့ဗျာကြည်အာလာပဲဒါကတော့ပေါက်ကြလားလိုင်းရမကောင်းဘူးလိုင်းရမကောင်းအာလိုင်းနေရမိုးတွေရွာလေးလေးတိုက်တော့မကောင်းဘူးဗျာအားကြောင့်ကျွန်တော်ဘိုင်ဘာဖုန်းနံပါတ်ကိုယူတာဘိုင်ဘာကိုဟိုင်းတာတကယ်လို့လိုင်းမကောင်းလို့မတင်ပြီးရင်ဘိုင်ဘာဖုန်းနံပါတ်ကိုရိုင်းတာဘိုင်ဘာက399668951534ဘိုင်ဘာနံပါတ်က399668951534ညနေကိုအသိပြန်ပို့ပေးမယ်နော်နေ17ရက်နေ့မနက်ကနေကုံဆိုပြီးရေးထားတာဒီမနက်ထွက်သွားတဲ့အတွက်အိုက်ဆိုင်ကအောင်သွားပြီ17ရက်နေ့ညနေဗုဒ္ဓဖူးညနေအတွက်စိုက်ကောင်းချထားတယ်အသိပြန်ပို့ပေးမယ်ကျွန်တော်2ချက်ခွဲ2ချက်လောက်ဆိုရင်ကျွန်တော်ပြန်ပို့ပေးမယ်လိုက်လက်မလေးတွေပေးထားအခုအမားလို့ပေါက်စီခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်စေတနာနဲ့ဟိုပို့ပေးနေတာတကယ်လို့မုံမိုးပါညာအမားလို့အကိုတို့ဘက်ကလည်းမုံမိုးပါညာပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဘိုင်ဘာနံပါတ်ကလေးယူထားပြီးဘိုင်ဘာနံပါတ်ကရင်ဆက်သွယ်လို့ရတယ်လိုင်းတွေရတော့မကောင်းဘူးဗျာလိုင်းတွေရတော့မိုးတွေလေးလေးချတော့အမလိုင်းတွေရပြက်ကြနေတယ်ဘိုင်ဘာနံပါတ်ကိုယူထား399668951534 399668951534ဘိုင်ဘာနံပါတ်17ရက်နေ့ညနေကိုစိုက်ညနေဘက်တီးတန့်စိုက်ပြန်ထုတ်ပေးမယ်နော်ဟိုမနက်ပိုင်းကနေကုံဆိုတာ83ကြတဲ့အတွက်အောင်သွားပြီအဲ့ကောင်ကိုထားလိုက်တော့အခုညနေအတွက်ကိုကျွန်တော်တီးတန့်ချပေးမယ်ရှာလဲရှာပြီးသွားပြီစိတ်ကြိုက်ချပြီးပို့ပေးမယ်ကျွန်တော်အမားအမှန်လေးတော့လက်ခံပေါ့ဗျာအမားအမှန်လေးလိုက်ခံပေါ့ကျွန်တော်ကဟိုဆရာကြီးတည်းမဟုတ်ဘူးအမားအမှန်တော့လက်ခံတာဟိုလွဲသွားလို့ရှိရင်တော့ကျွန်တော်ဟိုတော့ဆဲတာလို့ဆိုတာလို့မလုံးနဲ့ကျွန်တော်စေတနာနဲ့ရှာပြီးမယ်ကျွန်တော်တို့ကခေါင်းသုံးရတာမတရားစိုက်ဟိုမတရားခေါင်းသုံးနေရတယ်ကျွန်တော်ဆရာကြီးတွေအများကြီးရှိတယ်ကျွန်တော်တို့ကဆရာအဆင့်မဟုတ်ဘူးကျွန်တော်တို့ကပညာဝေလေးတွေအဆင့်ပဲရှိဘိုင်ဘာနံပါတ်ကိုမှတ်ထားနော်399668951534တကယ်လို့လိုင်းမကောင်းရင်အဲ့ကိုလှမ်းဟိုင်းလို့ရတယ်โอเคအောင်